ဒါတော့ကျွန်တော်တို့ hygiene ဆိုရဲမနက်ခင်းအလေးထားပါနော်ကျွန်တော်မနက်ဟိုတော့ဒီရွာရှိရှားရဲဆိုတော့မျက်စိမချိုးရဘူးမျက်နှာတော့မှချွေတိုင်းပြီးတော့ကျွန်တော်တုံးနေပါနော်တုံးပြီးပြီဆိုတော့ဒီမှာလည်းမနေ့ကပြတ်တယ်လို့ပဲကျွန်တော်တို့ဒီအောင်ပိုက်ရှိမနေ့ကကျွန်တော်ပြောသလိုပဲဒီအိမ်သားပါနော်တို့ရှေးအောက်မှာကျွန်းတူးထားတယ်ပိုင်းထောက်ထားတယ်မနေ့ကတော့အလုပ်လုပ်တဲ့ဒီနေ့ကတော့ဒါကတော့အိမ်သားပေါ့အိမ်ပေါ်မှာပဲဒါကတော့မနက်ခင်းစီးစားပေါ့တောင်ပေါ်ကနေမြင်ရတဲ့လေထွက်ချင်းတွေဖြစ်ပါတယ်အောက်မှာတော့ကျွန်တော်တို့ဒီတောင်ပေါ်ရဲ့တလေထုံးစံလိုပဲပြောမှာပေါ့ဆိုတာလေးတက်ဆင်ထားတယ် PSI စလောင်းလေးရှိတယ်ပေါ့နော်ရွာတော့တာကြီးမအေးဘူးနေတော့နေလို့ရခုကနေနေဒီဘက်တော့မှဆိုဆွချင်နေတာပေါ့နော်ဆွချင်နေအောင်နေလို့ရညာဆွချင်နေရတာရောမအေးဘူးဆရာကြီးနေထားတော့ဒီဦးဒလားဆိုလဲမပူအေးဒလားဆိုလဲမေးနေလို့ကောင်းနေပါနော်ဒီနေ့ထားလေးဖြစ်ပါတယ်အဲ့တော့အနေရောက်ချင်းအဝေးလန်းထားပြန်ယူရင်ဒီအင်းကြီးနဲ့ဒီပေါင်းပြီးတော့ဆိုင်ငယ်မောင်းရင်ဝက်တဲ့ပေါင်းပြီးပေါ့နော်တစ်ထည်ပြီးတစ်ထည်လဲနေတော့လမ်းတစ်လျှောက်လုံးခုံကြီးကြီးပဲဖြစ်မှာမလွယ်ဘူးဆိုတော့ဒီအင်းကြီးနဲ့ဒီပေါင်းပြီးတော့ကြတော့ဆိုင်ငယ်မောင်းရင်ဝက်ဖို့ထားတဲ့တီးရအင်းကြီးပေါ့တပုံရိုက်တယ်ဆရာမူကိန်းတော့လုံနမမအေးလုံဒမ်တာကိုဆရာဆွမ်းနေတယ်နော်ဒါတော့ကျွန်တော်အိမ်ရှင်ပေါ့နော်အိမ်ရှင်တော့ကောင်းတယ်အိမ်ရှင်ဒီပဲကဖတ်တဲ့ပေါ်တော့ခေါ်ရပါပြမှုလည်းမတည်ပြချင်တာလေလိုက်ခဲတယ်မှာတော့ဘက်ကောင်းတယ်ရှိတယ်ပြီးတော့ပြချင်တာလေนี่คุ้มใจเสียมกันนะแต่หนีที่มองน้องหูด้วยအောင်လောက်เหนื่อยเดียวเหนื่อยเดียวตัวหมูเลยอ๋อဒီဟာလေးတို့မူစိုက်ပြိုးထားတာပေါ့ဟာလုံနေမမဒီဟာတို့စကန်ပေါ့နော်เสียมกันนะเสร็จน้องเปียกเดี๋ยวนี้คุ้มใจไกลมั้งเสียมกันตะคุฮิไปซะกี่ปีเดียวน้องบอกสักทีผมมาด้วยกันเนี่ยตะเทပဲပတ်စံအများကြီးရှိတယ်နော်เห็นฮะโซลาโต้น้องอีสักด้วย
သူနမမရေ ဒီဆောင်လုံးကမဲ ကျွန်တော်လည်းဒီတစ်ခွန်းပဲတက်တယ်ဆိုတော့ ပေါကိထေလို့ကျတော့မဲ ပေါကထိလို့ ကိထေလည်းဖုံးတဲ့မတမ်းတဲ့မှာပဲ ဟဲဟဲပြန်ရောက်မှ translate လုပ်ခိုင်းရမယ်တဘောကောင်းနေ အရှင်ဘူးကောင်းတဲ့ဒီလေ တော့မနေ့ခင်မှာဝိုင်းဆူပြီးတော့ထိုင်နေပါတော့မီးလုံးနေလို့ပြောမှာအဲ့တော့ဒီရှင်ရဲ့မျိုးသားထင်တယ်အဲ့တော့စပိုချောင်းပေါ့နော်โอเคဒီလေးတော့ဒီမှာပဲရှက်လိုက်တော့မယ်သွားစရာရှိသေးဆို